နွေဦးရဲ့လက်သက်ဆက်ဆန်းလေးတို့ရေမင်္ဂလာပါနော်မမနွေဦးရဲ့နွေဦး story channel ကနေပြန်လည်ကြိုဆိုပါရစေဒီနေ့မမနွေဦးရဲ့လက်သက်ဆက်ဆန်းလေးတွေအတွက်ရွေးချယ်ထားတဲ့ပုံမြင်လေးကတော့အတုနဲ့အစစ်ဆိုတဲ့ပုံမြင်လေးပဲဖြစ်တယ်ကဲမမနွေဦးရဲ့လက်သက်ဆက်ဆန်းလေးတို့လည်းပုံမြင်လေးနားထောင်ဖို့အဆင်သင့်ဖြစ်လောက်ပြီလို့ထင်တယ်နော်အဲ့ဒီတော့ပုံမြင်လေးစလိုက်ကြမယ်အတုနဲ့အစစ်တခါကတထေးကြီးတူဟာလူလူဖြော်ဖြေပွဲကြီးတစ်ခုပြုလုပ်ဖို့စီစဉ်လေတယ်။ထို့ဖြော်ဖြေပွဲဟာအထူးဆက်လုပ်ပြနိုင်သူကိုစုပေးမဲ့အစီအစဉ်ဖြစ်တယ်။လူအများပြလဲထိုပွဲကိုစိတ်ဝင်စားကြလေတယ်။ပြိုင်ပွဲဝင်လို့သူများလဲများပြပြီးထိုထဲမှာလူရှင်တော်တူလဲပါလေတယ်။သူဟာအရင်ကတည်းကအထူးအဆန်းပြသခြင်းမှာနာမည်ကြီးတဲ့သူဖြစ်တယ်။သူဟာထိုပွဲအတွက်ဘယ်နေရာမှပြသခြင်းမရှိသေးတဲ့ထူးဆန်းပြရက်တစ်ခုကိုပြသဖို့ရှိတယ်ဟုဆိုလေတယ်။ထိုတရင်ကိုကြားတဲ့အခါတမျိုးလုံးကအလွန်စိတ်ဝင်စားသွားလေတယ်။ဖြော်ဖြေပွဲနေ့ကိုရောက်တဲ့အခါထိုလူရှင်တော်ကိုကြည့်လို့၍လူအများအပြားလာရောက်ကြတယ်။မကြာမီပွဲစားတဲ့အခါပြပွဲဝင်များလဲမိမိတို့တဆွမ်းတလောက်အထူးဆန်းတွေပြုလုပ်ကြတယ်ပေါ့။သို့တော့လူရှင်တော်လောက်လူတွေကစိတ်မဝင်စားကြဘူး။ခဏကြာတဲ့အခါလူရှင်တော်ဟာစင်မော်တက်လာတယ်။သူ့ထံမှာအဖော်မပါသလိုဘာမှလည်းမကင်ထားဘူး။သူဟာရုတ်တရက်သူ့ဝစ်ထားတဲ့ကုတ်အင်းကြီးထက်ကိုခေါင်းကိုငုံလိုက်ပြီးဝက်ကလေးတစ်ကောင်လို့អော်လိုက်တယ်။သူ့ရဲ့အော်ပုံမှာဝက်ကလေးနဲ့အလွန်တူလှတာဖြစ်တဲ့အတွက်သူ့အညီအောင်မှာဝက်ကလေးတစ်ကောင်ဖွက်ထားတာဖြစ်ရမယ်လို့လူတိုင်းကထင်ကြီးတွေပြီးနေကြတယ်ပေါ့။ဒါနဲ့သူဟာခေါင်းကိုကုတ်အင်းကြီးအတွင်းမှာပြန်ဖော်ထုတ်လိုက်ပြီးတော့သူ့ကိုစစ်ဆေးကြည့်ရန်ပြောတဲ့အခါစစ်ဆေးကြည့်တဲ့အခါဘာမှမတွေ့ကြဘူး။လူများလည်းအော်ဘီလူရှင်တော်အားဆုချလေတယ်။ထိုအခါလာကြည့်သူပြိတ္တထဲမှာနွားကြောင်းသားလေးတယောက်ပါလေတယ်။သူဟာခုလိုဆိုတယ်။ငါသူ့ထက်သာအောင်လုပ်ပြနိုင်တယ်။ဟူ၍ဆိုလေတယ်။နောက်နေ့မှာအဲ့ဒီလူရှင်တော်ကိုနိုင်အောင်ပြိုင်မယ်ဟုစိန်ခေါ်လိုက်လေတယ်။အေးလာကြည့်တဲ့ပြိတ္တတွေကပို၍များပြားလာတယ်။လူရှင်တော်ကိုသာအထင်ကြီးပြီးလူရှင်တော်သာအနိုင်ရမယ်လို့ထင်မြင်ချက်တွေပြီးနေကြတယ်။မကြာမီပြိုင်ပွဲစတာပြိုင်မဲ့သူနှစ်ဦးစင်ပေါ်တက်လာကြတယ်။လူရှင်တော်ကပထမဆုံးဝက်လိုအော်ပြလေတယ်။ဝက်တန်နဲ့အလွန်တူ၍ပြိတ္တကအားပေးကြတယ်။ထို့နောက်နွားကြောင်သားလေးအလှဲ့ရောက်လာတယ်။သူလည်းလူရှင်တော်ကဲ့သို့ပင်အပေါ်အင်ကြီးထဲခေါင်းငုံလိုက်တယ်။ပြီးတော့သူဟာဝက်အစ်စ်တကောင်ကိုအင်ကြီးထဲဖွက်လာပြီးဝက်ကလေးနဲ့ရွက်ကိုလိန်ဆွဲလိုက်တယ်။အဲဒီတော့ဝက်ကလေးလည်းနာကျင်တော့အော်တာပေါ့။နွားကြောင်သားလေးရှင်မင်လိုက်ပြီးတဲ့အခါဝက်အော်တန်နဲ့လည်းမတူဘူးဆိုပြီးလူရှင်တော်ကိုသာပို့တူအောင်အော်နိုင်တယ်လို့ပြိတ္တတွေကထင်ကြီးတွေပေးကြတယ်။အဲ့ဒီကြောင့်နွားကြောင်သားလေးဟာဒီပွဲမှာရှုံးသွားလေတယ်။ထို့အခါနွားကြောင်သားလေးဟာဝက်ထားတဲ့ဝက်ကိုထုတ်ပြပြီးခုလိုဆိုတယ်။ခင်ဗျားတို့ရဲ့ဆုံးဖြတ်ချက်ဘလောက်မှန်တယ်လဲဒီမှာကြည့်ကြဆိုပြီးပြောလိုက်လေတယ်။ပုံမြင်လေးကတော့ဒီမှာပဲပြီးဆုံးသွားလေတယ်။မမနွေဦးရဲ့လက်သက်ဆက်ချမ်းလေးတို့ရေဒီပုံမြင်စီကနေတင်ရမယ့်သင်ခန်းစာကတော့လူတစ်ယောက်ကိုအထင်ကြီးလေးစားသွားကြတဲ့အခါမှာသူဘာလို့အကောင်းမြင်တတ်တယ်လူတဘာဝကိုထင်ဟပ်စေပြီးတခါတရံလူများဟာအစစ်ထက်အတုကိုပို့ပြီးအထင်ကြီးယုံကြည်ကြတယ်ဆိုတဲ့အကြောင်းသင်ခန်းစာယူရမှာဖြစ်တယ်။အဲဒီတော့မမနွေဦးရဲ့လက်သက်ဆက်ချမ်းလေးတို့လည်းဒီပုံမြင်လေးစီကနေသင်ခန်းစာအကောင်းကိုရရှိလိမ့်မယ်လို့ညွှန်လင့်ပါတယ်နော်။မမနွေဦးရဲ့လက်သက်ဆက်ချမ်းလေးတို့လည်းအနာဂတ်မှာအကြောင်းအကျိုးအကောင်းအဆိုးကိုဝေဖန်ပတ်ချနိုင်တဲ့ပညာရှိလူတော်လူကောင်းလေးတွေအဖြစ်နဲ့နေ့တတိုင်းရဲ့လာပါတဲ့ဆက်ဆိုင်လေးတွေဖြစ်ကြပါစေလို့မမနွေဦးကနေဆုမကောင်းတောင်းလိုက်ပါတယ်နော်။ဒီတော့စိတ်ဝင်စားစရာကောင်းပြီးအသိပညာဗဟုသုတတွေတိုးပွားစေမယ့်ပုံမြင်အသစ်တွေကိုမမနွေဦးရဲ့နွေဦး story channel ကနေနေ့စဉ်ညနေမြန်မာစံတော်ချိန်ညနေ9:00နာရီတိုင်းမှာတင်ဆက်ပေးလျက်ရှိပါတယ်။နောက်ထပ်ပုံမြင်အသစ်တွေတင်ဖို့ရာမမနွေဦးအတွက်အားဖြစ်စေတဲ့ like and subscribe လေးလည်းလုပ်ထားပေးပါလို့တောင်းဆိုပါရနော်။ပြန်ဆောင်ကြမယ်နော်။